အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးဟောမဲ့ဇတ်လန်းကတတ်တော်မသေးသေတော်မတတ်သူဖြစ်ရကျွတ်တို့သုံးလောကထိုးထားသဖြင့်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတတ်တော်ထင်ရှားရှိတော်မူစဉ်အခါဘုရားတတ်တော်ထင်ရှားရှိတော်မူစဉ်အခါဘုရားလက်ထက်ကပေါ့ဒီတန်းစာမတယောက်ရဲ့ဝမ်းမှာတန်တွေခရှာတဲ့6ကျင်းတိုင်တိုင်တတ်တော်လဲမသေးတဲ့တန်ငယ်ကိုဘုန်းကြီးအကြောင်းပြုပြီးတော့ဟောမှာပါရေးသားကြီးဘယ်နှကျင်းတတ်တာ6ကျင်းတိုင်တိုင်တတ်တယ်သိရလားဗျရေးသားကြီး6ကျိန်တိုင်တိုင်တတ်တာတောင်မသေးဘူးကောတံဘီပြီမှာပရိသတ်ဒီတန်းစာမတယောက်ရဲ့ဝမ်းမှာတန်တိခဘသူဝမ်းမှာလို့တန်တိခတော့ဒီတန်းစာမဒီတန်တိခလို့တဲ့ဆန္ဒလည်းမရှိဘူးဒီတန်းစာမတန်တိခလို့တဲ့ဆန္ဒမရှိတော့လေရတော်မလို့လူတော်မရဖြစ်တတ်ဒီကိစ္စတချို့သားသမီးရခြင်းနဲ့မိန်းမသားတွေမရလို့ညောင်မင်းအောက်သွားပြီးသားစုခဏခဏတောင်းရဘူးကံကောင်းလို့ညောင်ကိုင်းပြီမသိဘူးမရခြင်းနဲ့မိန်းမတွေကြတော့လေရလာဗျာနဲ့ဒီသားသမီးရမှုမရမှုနဲ့ပတ်သက်ပြီးတော့ဒါနောက်ဘဝကကုသိုလ်ဒါနရဲ့အကျိုးဆက်တွေပါပြိတ္တာကျုပ်ဟောခဲ့ဘူးပါတယ်ဟိုသားသမီးရမှုမရမှုတချို့ကြတော့လှူတဲ့ဒါနရဲ့အပေါ်မှာကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းတယ်ဆိုတော့ကိုယ်တိုင်လှူလို့ပစ္စည်းချမ်းသာသူများခိုင်းလို့သားသမီးချွေရံပေါ်တစ်ဖက်စုံသွားနှစ်ဖက်ခြုံပေါ့တချို့ကြတော့ကိုယ်တိုင်လှူတယ်သူများမခိုင်းကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့သူများမခိုင်းလို့သားသမီးချွေရမရှိဘူးကိုယ်သားသမီးချွေရမရှိလို့သူများသားသမီးခေါ်မွေးစားလဲဟိုလက်ထဲတုန်းကတော့မာတာထောင်ကိုယ်လက်ထဲကျရှူနာရှိုက်ကိုပတ်စံတိုင်းနိုင်လို့ဆေးတိုက်ဖို့သေးတာပဲသူများမခိုင်းနဲ့လို့သားသမီးချွေရမရဘူးတချို့ကြတော့သူများကိုတော့အလှခိုင်းတယ်ကိုယ်တိုင်မလှူသူများအလှခိုင်းလို့သားသမီးချွေရနေတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတယ်ဆိုမှသားသမီးတွေကတဖြုတ်ဖြုတ်အကျိုးပေးတာဘယ်လမ်းကြားပြစ်ထားလို့မှမသိဘူးမာတာထောင်ဒီထဲကိုသူများဟိုအလှခိုင်းပြီးကိုယ်တိုင်မလှူခဲ့တာတော့ဖယားဟောတဲ့ဒါနနဲ့မသိရှာသဖြင့်ကလေးတွေကြိမ်စေဆင်းရဲလို့မွဲလို့သားသမီးတွေများလာတော့ကြိမ်စေပေချင်းစိုးပြီဒီလိုသေးကူပါအင်းသေဘူးဟိုကလည်းဆန်းစေးကြီးပါလို့ဟိုသေးချင်းစိုးလေးက30လုံးတော့ကိုအောင်စားတယ်လေဒုက္ခပဲကလေးတွေကြိမ်စေမကြိမ်စေနဲ့သူ့အကျိုးပေးနဲ့သူပဲသားသမီးများလာတာဒီနောက်ဘဝကသူများအလှခိုင်းနေပစ္စည်းချမ်းသာလာတာဒီကိုယ်တိုင်လှူခဲ့လို့နှစ်ဖက်ချုံဖြစ်အောင်ကိုယ်တိုင်လည်းလှူသူများလည်းအလှခိုင်းကြတော့လို့သတိပေးရကြည့်အခုပြည်တန်းစာမှာမိမိမရခြင်းတော့လည်းပဲတတ်တန်နေခလာခဲ့ဒုက္ခပဲညီမတို့ဒီကိစ္စကြီးပေါ်ပေါက်လာရင်ဖြင့်လာသမျှယောက်ျားတွေဘယ်သူမှလက်မခံနဲ့ငါနေမကောင်းဘူးလို့ပြောလိုက်ကြဒီကနေ့ကစပြီးအလုတ်ပိတ်တယ်ဟ
ဟာဘယ်ရောက်ကုန်ပါလဲဘယ်ရောက်တော့ကွာကိုင်ပိတ်တာပေါ့ဘာဖြစ်အလုံးပိတ်လိုက်6 လလွယ်10 လစောင့်ရှောက်လာခဲ့10 လကြတော့ဖွားမြောက်လိုက်ပြန်တော့ဟောသားယောက်ျားလေးပေးတာကြီးဘာလေးသားယောက်ျားလေးကောက်ကြည့်လိုက်ဟင်ကြည့်စမ်းသေချင်းစိုးလေးမိန်းကလေးရတယ်ဆိုတော်သေးရဲ့ငါအလုပ်ကြီးကမိန်းကလေးရမှာကူပေါ်လောင်ပဲရမယ်ဟုတ်သားကြည်စားမရချင်တာလာပြီးတော့ရသေချင်းစိုးလေးဒင်းကြည်ပြင်းလာရင်တော့ဒီကနေ့ကနောက်ငါဖောက်တဲ့တွေပြက်ကုန်တော့မှာပဲနော်နားလည်အောင်ပြောရတာပါကျမ်းဂန်နဲ့မပါပါဘူးအရှင်းရှင်းပြောတာဒီလိုမပြောနားမလဲဘူးနားလည်လောက်တဲ့စကားနဲ့ဘုန်းကြီး3 ရတော်ပြီဒီမှာတော့ဒီလိုငါအနှုတ်ရှက်ပေးမယ်ကလေးကိုမမွေးလို့သွားအမိုက်ပုံနဲ့သွားပြစ်ထားကြဟောအမိုက်ပုံနဲ့သွားပြစ်ဒီကဘယ်မှာသွားပြစ်အမိုက်ပုံနဲ့သွားပြစ်တရားနာပြိတ္တကြီးအမိုက်ပုံနဲ့သွားပြစ်တော့ဟောတရားနာပြိတ္တကြေးကျွန်တယောက်ဒီကလေးကိုသွားပြီးတော့ရင်ကောင်တယုံယုံနဲ့ဟာဘာပါလိဆိုပြီးသွားကြည့်လိုက်တော့ယောက်ျားလေးဖြစ်ဒီထက်တရားနာပြိတ္တကြီးကောတံပြီးကတထေးကြီးကလေဟဲ့ပုံနာများဒီနေ့မင်္ဂလာရှိပါစားတထေးကြီးဒီကနေ့မင်္ဂလာရှိနေကြပါပုံနာစကားရိုးသွားကြပါပါကြောင်းလုံးမြင်းညာပုံနာသံထဲပြောတယ်ပုံနာလို့ဟောပါတဲ့အဲ့ဒါမှကျုပ်ဘေးလိုရင်ကြဖြစ်ပုံနာလို့လည်းမတတ်ဘူးဒါပေမဲ့ပါဠိပုံနာလို့ပြန်ဖန်ရွက်ရတိဟူသံနဲ့ကျွတ်တို့ဗမာကကခဂဂငတိဟူကကြာချကြညာပါဠိတိဟူနဲ့ရွတ်ရယေဟိကြတေဟိနံဒေသံယေစံကြဘဝမိတ်စေချာတေမံဒါရေဟိသံဗုဒ္ဓသာဝဝရင်တိစုကရံသံဗုဒ္ဓဘာရေကုန်ချပြပါဠိကျမ်းဖန်ရွတ်အဘန္တာจิรမံဇမတတတတဟိဝါစရေရခဇဗုဒ္ဓရူပေနတေဇဟံဒီဝယောကတံလို့ကျမ်းဖန်ရွတ်နောက်ရဗမာတွေကပုံနာတွေမေးကျန်ဒီကဆရာတော်ပုံနာလို့ခေါ်သွားတာဟုတ်သလားတဲ့မဲကျုပ်အစဉ်ပြေခြင်းတော့ပုံနာတွေဟုတ်တယ်လို့ဆိုဒီဖြင့်ကျမ်းဖန်ရွတ်ရမေးပြီးပုံနာကိုဘုရားဒီနေ့မင်္ဂလာရှိပါစားတထေးကြီးဒီကနေ့မင်္ဂလာရှိတဲ့နက်ခတ်ကောင်းတယ်ဟောဒီနေ့ဖွားတဲ့ကလေးဒီတထေးကြီးဖြစ်မယ်ဒီကဒီကနေ့မွေးဖွားတဲ့ကလေးဘာဖြစ်မှာလဲတထေးကြီးဖြစ်မှာတဲ့ဆိုတော့တရားနာပိဋကကောတံပြီးတထေးကရှောက်ပြီးစုံစမ်းလိုက်တာသူတထေးကတော်ကြီးကလည်းတန်နေခထားတန်နေအရင်အမာနဲ့စုံစမ်းကြည့်လိုက်တန်နေအရင်အမာစုံစမ်းလေ့လာပြီးတော့သူကြည့်ခက်တယ်ဒီကနေ့ဆိုရင်လည်းဟမ်းကြတာတထေးကတော်ပိုက်သေးရကောင်လေး4 ရက်နေအောင်ပါနက်ခတ်ကဒီနေ့ကောင်းတာရှိရမယ်ဒီနေ့ဖွားမြောက်တဲ့ကလေးဒီနေ့ဖွားမြောက်တဲ့ကလေးရှောက်ရှာမယ်ပေးလိုက်ရင်သူ့ကျေးကျွန်တယောက်ကလည်းဒီကလေးရထားတာနောက်စုံစမ်းတော့သူပြီးတော့အသဗျာ1000နဲ့ဝယ်ပါရောပထမကတော့ဒီတိုင်းတောင်းတာအထဲဆိုတာဒီတိုင်းတောင်းလို့ရရင်ရမရရင်ပတ်စံအားနဲ့ဖိပြီးဝယ်လိုက်ဟေးပေါင်းရင်အဲ့ဒီကလေးငါပေးပါကွာမင်းဆင်းရဲပါတယ်အိုးဆင်းရဲတာပဲဗျာကျွန်တော်ကုသိုလ်ကြောင့်ရတာပေးနိုင်မှုခင်ဗျ
ကဲဒီလိုမလုပ်ပါနဲ့ကွာဟိုငွေ1000ပေးမယ်1000ဆိုတော့ကြေးကျွန်းရဲ့မျက်စိလေးပြူးထွက်လာဟာ1000စုနေဘူးဟာကဲကျွန်တော်ရောင်းတော့မရောင်းချင်ဘူးဗျာဒါပေမဲ့လို့ခင်ဗျားကဇွတ်လူချင်းနေလို့ဘယ်ဟုတ်မလဲသူကလူချင်းတာသူကငွေ1000လူချင်းတာဒါနဲ့ငွေ1000ယူပြီးတော့ကလေးရောင်းလိုက်ကလေးရောင်းလိုက်တော့ကောတံပီတထေးကြီးကဒီကလေးကတော့တထေးဖြစ်မဲ့ကလေးပဲတို့သားလည်းပဲငါဣတထေးတော်ကြီးမှာပေါက်ဖွားတဲ့အချိန်ခါမှာမိန်းကလေးဖြစ်ရင်ဖြင့်ဟောဒီကလေးနဲ့ပေးစားမယ်ယောက်ျားလေးဖြစ်လို့ရှိရင်ဖြင့်ဒီကလေးသေအောင်တမငါဤတထေးကြော်မွေးတဲ့ကလေးကတထေးဖြစ်မယ်သူစိတ်ထဲဒီတိုင်းရှိဒီတိုင်းရှိသည်အလျောက်ဖဲတရားနာပြိဿရေဟောကောတံပီတထေးကြော်မွေးဖွားလိုက်မိန်းကလေးမဟုတ်ဘူးဗျာယောက်ျားလေးဖွားမြောက်ယောက်ျားလေးမှလည်းသိရောဟာဒုက္ခပဲနှစ်ယောက်ဖြစ်နေပြီအလေဖြစ်မဖြစ်ဟိုကကိုသွေးကိုသားမှမဟုတ်ဖဲနဲ့ငွေနဲ့ဝဲယူထားတဲ့ကလေးကိုသွေးကိုသားဖြစ်တော့ငါဤတထေးကြော်မှပေါက်ဖွားတဲ့ကလေးကိုပဲငါကြည့်ပြအောင်မွေးမယ်မဖြစ်ဘူးဒီကလေးသွားပြီးတော့အသက်ခိုင်းတာကောင်းနွားတွေဝင်နဲ့ထွက်တဲ့နှချံဝမှာတရားနာပြိဿနွားတွေထွက်ခံဒီအချိန်မှာနှချံဝကလေးသွားချထားကလေးကလည်းမသေးခြင်းနဲ့ကလေးဆိုတော့တရားနာပြိဿရေနွားမကြီးတကောင်ကရှေ့ဆုံးကထွက်လာပြီးအဲ့ဒီကလေးကာယခွာထားတယ်ဘေးနွားတွေတက်မနှင်းမိအောင်မထိကြိုက်အောင်အဲ့ဒါနွားရောင်းသားလေးကမြင်ရောဟာကုသိုလ်ထူးတယ်ဘုံကန်ရှိတယ်ကလေးဘယ်နဲ့ဗျာနမကြီးကသူ့သားခဲ့သူခင်မင်းနဲ့စိတ်နဲ့ဘေးနွားတွေရောက်လာလို့မထိကြိုက်အောင်တားဆီးပြီးတော့ထားငါနဲ့ထိုင်လို့ရတယ်ကလေးဆိုပြီးတော့ကောက်ယူမွေးပြန်ရောကောသမီတထေးကြီးတခါစုံစမ်းပြန်သေသလားမသေဘူးလားစုံစမ်းမသေးဘူးအတော်အသက်ပြင်းတဲ့ကောင်မဖြစ်ဘူးဒီနွားကြောင့်သာထံသွားပြီးတော့ငါငွေ1000နဲ့သွားဝင်ဟဲမောင်နွားကြောင့်သာခင်ဗျာမင်းဟိုနှချမ်းဝကလေးတယောက်ရဆိုဟုတ်ကဲ့ခင်ဗျာဒီကွာမင်းဆင်းလဲဆင်းရဲပါတယ်ဆင်းရဲတဲ့ကြားတဲ့နွားကြောင့်စားရကနေပြီးတော့ကလေးတယောက်ကျွေးရမယ်ဆိုလို့ရှိရင်စားဦးအမတန်ခက်ပါတယ်ကွာငါပေးပါပေးနိုင်မှုခင်ဗျာမပေးနိုင်ဘူးဗျကွယ်ဒီလိုလည်းမပြောပါနဲ့ငါငွေ1000ပေးမဟေ့ဗျာမပြနဲ့1000ဟာ1000နဲ့နေဘူးကဲကောင်းပြီခင်ဗျာရောငွေ1000ပေးလိုက်ငွေ1000ပေးတော့ဟိုကလေးယူသွားရောကလေးယူသွားပြီးတော့ဒီကလေးသိအောင်တဖန်ကြိုးစားမဖြစ်ဘူးဒီကလေးသိမှဖြစ်ကလေးဘယ်လောက်ငယ်ငါလည်းကိုယ်တိုင်မသိရင်ကဲတုတ်တန်သွားပြစ်ထားတာကောင်းကြည်လင်းတာစားသေရောပေါ့တော့ပြစ်မယ်ဆိုပြီးတော့တုတ်တန်သွားပြစ်တုတ်တန်ကြတော့တရားနာပြိဿဆိတ်မတဲ့ကောင်ကဝင်နိုးတိုက်နေဗျာရောဗျာကလေးလေးပြိဿမသေးခြင်းတဲ့လူဘယ်လိုသတ်သေးရလားပြိဿမသေးဘူးတရားနာပြိဿရဲ့ဒါနဲ့တရားနာပြိဿရဲ့ဆိတ်မကနိုးတိုက်နေတာမြင်တော့စိတ်ကြောင်းသားလေးကဟာဘုံတကူရှိတဲ့ကလေးနဲ့တူရဲ့ဟန်ကြငါကုသူကောင်းလို့ရယူထားလိုက်ပြန်ရောယူထားပြီးစိတ်ကြောင်းတဲ့ကလေးလက်ထဲရောက်တယ်ဆိုတာသူသိအဲ့ဒါလို့သူသိတော့တခါတရားနာပြိဿရဲ့သွားတောင်းအလကားတောင်းလို့မရတော့ငွေ1000နဲ့ဝယ်ငွေ1000နဲ့ဝယ်ပြီးတော့တရားနာပြိဿရဲ့မဖြစ်ဘူးဒီကလေးတော့သေအောင်တတ်မှာလဲ900တော့ထွက်တော့မယ်ကိုရောင်းကိုလဲသမား900သွားတဲ့လမ်းကိုငါသွားချဒီတစ်ခါတင်းသေးရမယ်
ဒီတရားမဲ့ငယ်ရွယ်သူကလေးဘယ်မှလည်းထားမပြေးထိုင်လေလံသွားချလေသာ900တဲကတရားနာပိဋကရှေ့ဆုံးမောင်းလာတဲ့လှဲသမားရဲ့နွားနှကောင်ကကလေးလည်းမြင်ရောနောက်ပြန်ဆုပ်ပြီးတန့်နောက်ပြန်ဆုပ်ပြီးတန့်ဟာဘာလဲပဲအောက်ဆင်းကြည့်ကလေးဟာကလေးလေးနဲ့တူတယ်ကလေးကငိုတာလေဟာဟုတ်သားပဲကြည်စားနွားနှကောင်ငါတောင်မနေရဖက်နဲ့နောက်ပြန်ဆုပ်ဘုံကန်ရှိတဲ့ကလေးငါနဲ့ထိုက်လို့ရတဲ့သားငါသားဘောလာခဲ့ဆိုပြီးတော့ယူသွားပြေးတာဘသူလက်ထဲရောက်သွားလှဲသမားလက်ထဲဒီလိုလှဲသမားလက်ထဲရောက်သွားမှလည်းသိရောကွတ်တမီတထေးကြီးကရှောက်စုံစမ်းနဲ့ဒီကလေးမသေးသေးအောင်ရှောက်စုံစမ်းတော့တရားနာပြေးတာလှဲသမားကြီးထံသွားတောင်းပေးဘူးခုကမပေးတော့ငွေ1000ပေးဝယ်ငွေ1000ပေးဝယ်ပြီးတော့သူ့လက်ထဲရောက်ဒင်းတလောက်အသက်ပြင်းတဲ့ကောင်တလောက်အသက်ပြင်းတဲ့ကောင်ဒီတခါတော့မပြန်းနဲ့လမ်းဖို့ရပေအောင်တတ်လို့လည်းမသေးဘူးလာခဲ့ဆိုပြီးတော့ကြောင်ကဘာကြီးယူသွားကြောင်ကဘာကြီးကနေကလေးကိုတအားပြစ်ချတယ်6ကဘာအောက်ကကျူထရန်လုံနေတဲ့လူတွေရဲ့ဇယပ်ပေါ်သွားကြပြန်ဝါကွမ်းနဲ့စီးခံတဲ့ကဲ့သို့အဲ့ဒီဇယပ်ပေါ်အကြဟေးဘာလဲဟာဟေးဘာလဲပဲကြည်စမ်းဆိုတော့ကလေးကအပေါ်ကကြတဲ့ဒဏ်ရာကလေးနဲ့ငူဟာဟေးအိုးအားဖြင့်ကလေးလေးကွာဆိုယူထားလိုက်ပြန်ရောယူထားတော့မသေးမှသိပြန်ရောပရိသတ်သေရလားပရိသတ်ကြီးဘယ်နှကြိမ်ရှိပါလဲသတ်မှတ်လက်ထားအောင်နော်9ကြိမ်ရှိသွားပြီ9ကြိမ်တိုင်သက်လို့ကလေးမသေးတော့အဲ့ဒီမှာယူအတော်တတ်နိုင်တဲ့သထေးပေါ့မတတ်နိုင်ဘူးလားပြိဿဩဟိုမှာ1000နဲ့ကြီးဝဲပြီးကလေးကိုတတ်ချင်တာနဲ့တောင်ငွေ1000အကုန်ခံကုသိုလ်ရခြင်းတဲ့လူတွေကအနှိုက်ခိုင်းတာခုတည်းထိမနှိုက်သေးအတော့ကွာနေတယ်နော်ပြိဿကြီးကဲကြည့်တရားနာပြိဿကြီးအဲ့ဒါလို့နဲ့သွားပြီးတော့ဝယ်ယူမိမိထံရောက်တော့ဂိုင်းမဖြစ်ဘူးဆိုပြီးတော့သူကလေးနဲ့ပေါ့လေတရားနာပြိဿအတူတကွထားရကနေပြီးတော့ဒီကလေးသေမှဖြစ်မှာမသေလို့တော့မဖြစ်ဘူးဂိုင်းသေတဲ့နီးတော့ကြာဦးမှာအိုးဒိန်းတယ်ကြီးအိုးတွေကိုမီးဖုတ်အဲ့ဒီမီးဖုတ်တဲ့ထဲမှာဒီကလေးရောပြီးတော့ဖုတ်အသက်ခိုင်းရင်ဖြင့်သေမှာပဲအိုးဒိန်းကြီးသွားပြောမလုပ်ပါနဲ့ဗျာခဏကျုပ်ကရဲပါဦးဟုတ်ပါဘူးအိုးတွေကိုမီးဖုတ်တဲ့ချိန်ခါမှာအိုးနဲ့ရောပြီးမီးတိုက်လိုက်ပြီးတာပဲမလုပ်ပါနဲ့ခင်ဗျာကျွန်တော်မသားရဲပါကျွန်တော်မသားရဲဘူးမသားရဲမလုပ်ပါနဲ့ကျုပ်ကြံတိုင်းအဲ့ဒီတိုင်းစီစဉ်စမ်းပါအိုးရင်းဒီထံသွားပြီးတော့အဖုတ်ခိုင်းတော်လဲမသေးရလားပြိဿကြီးပဲသေးမလဲအဲ့ဒီကလေးမသေးဘူးသားအရင်သေးပြိဿဘသူသေးမှာတော့သားအရင်သေးမှာမဲ့ကိစ္စကလေးနဲ့ကအတူတကွတဖြည်းဖြည်းကလေးကတတ်ရင်နဲ့တဖြည်းဖြည်းအသက်ကကြီးမလာဘူးလားပြိဿအသက်ကကြီးလာတော့တရားနာပြိဿစာကလေးနဲ့ပေါ့လေကိုရင်းကြီးထံသွားအဖေအိုးဝယ်စရာကိစ္စရှိတယ်မင်းသွားဝယ်ကြည့်တော့အိုးအရေးကြီးတယ်ကွာဆိုတော့အိုးသွားဝယ်ဖို့ကိစ္စကံပြိဿစဉ်းစားနော်ဟိုကသားအရင်ဖြစ်သူကအငယ်သူကအကြီးပြိဿသူကဘာတော့အကြီးတရားနာပြိဿဟိုကအငယ်
အဲ့ဒါလို့အတူတကွနေပြီးတော့လာခဲ့ရမှသေးတဲ့ချင်းလို့ရော့အိုးရင်းနဲ့ထန်သွားပြီးတော့မင်းဝယ်စီတော်လို့ဆိုပြီးခိုင်းလိုက်တဲ့ကိစ္စအိုးရင်းနဲ့လည်းစကားထည့်ပြစ်ခဲ့ပြီကျုပ်စာနဲ့လွှတ်လိုက်မယ်ဖမ်းမှာတတ်လိုက်တော့တေအောင်တတ်နော်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာလွှတ်လိုက်ရောစာလေးနဲ့ဟစ်တော့သူ့သားအရင်ဖြစ်တဲ့ခလေးကဂုံရင်းကစားအဲ့ဒီဂုံရင်းကစားပြီးတော့နေရမှာဟေးကိုကြီးဘယ်သွားမလို့လဲညီလေးဟိုဖခင်တထေးကြီးခိုင်းလို့ငါသွားเสียရှိလို့လာတော့မှကိုကြီးကျွန်တော်ရှုံးနေတယ်ဂုံရင်းထိုးတာကျွန်တော်ဂုံရင်းကူထိုးပေးသားမှာခင်ဗျာမဖြစ်ဘူးကွာဖခင်ခိုင်းတဲ့ကိစ္စငါရောက်အောင်သွားမှာကဲဟိုဖခင်ခိုင်းတဲ့နေရာကိုကျုပ်ဖယ်သွားပါမယ်တဲ့ဟိုကျုပ်ရှုံးထားတာဒီအနိုင်ရအောင်ခင်ဗျာပြန်ပြီးတော့ကစားနေမှာကျုပ်သွားမယ်အေးရောဒီစာယူသွားဆိုပြီးတော့လွတ်လိုက်တာပရိသတ်ကြီးသားအရင်ကသွားဟိုရောက်တော့အိုဒိန်းဒီကလည်းမှားထားတဲ့အတိုင်းပေါ့အဲ့ဒီကလေးအိုးထဲထည့်ပြီးတော့မီးတိုက်တော့သေရောဒီသားအရင်သေပါလားသားအရင်သေတော့ဟိုကပြန်လာရောပေါ့ပြိဿဟာငါညီလေးလာခဲ့နဲ့အိုးဒိန်းဒီထံသွားကြည့်မရှိတော့ပြန်လာဟေးမင်းငါခိုင်းလိုက်တဲ့ကိစ္စမသွားဘူးလားဖေရဲ့တဲ့ကျွန်တော်သွားတယ်တဲ့အဲ့ဒါညီလေးကဂုံရင်ထိုးကစားနေရရှုံးလို့ကိုကြီးရဲ့တဲ့ကျွန်တော်ဖခင်ခိုင်းတဲ့ထံသွားလိုက်ပါမယ်အကူကြီးဂုံရင်နိုင်အောင်ကစားပေးပါဆိုလို့ညီလေးအိမ်ပြန်မရောက်သေးဘူးလားဖယားဟေးဟိုလေကိုကျိုးနေပြီချေကိုကျိုးနေပါပေါ့လားဖေဘာလို့ခင်ဘာမဟုတ်ဟုတ်ပါဘူးဖေရဲ့ဖေမျက်နှာမကောင်းဘူးမျက်ရည်တွေလည်းမျက်ရည်ကြဘာရည်ကြတာကွာငါပြောနေဘာမဟုတ်ဘူးဆိုပြီးတရားနာပြေတော့အိုးတဲ့ထံတအားပြေအိုးတဲ့ကြီးအမလေးဆိုင်ပါဦးခဏလေးဆိုင်လိုက်ပါဦးတထေးကြီးအဲ့ဒါဆိုအိုးတဲ့ကြီးရဲ့ကလေးရောကလေးအမေနဲ့တော့လေတဲ့ခမည်းကအိုးတဲ့ထည့်ပြီးမီးတိုက်လိုက်ဆိုလို့ကိစ္စပြီးပြီတဲ့ဟေးကိုကျိုးလည်းပါဖြစ်လားတာရဲ့လူအလေးဟောင်းရဲ့ဘယ်လိုငုံတနာမဲ့လူကြီးဆိုတော့ငုံနေပါနဲ့တနာစရာမရှိတဲ့လူကြီးခမည်းတို့လည်းတနာမှာမဟုတ်ပါဘူးတတ်တာတော့သူများသေအောင်တတ်တာအခုဘသူသေသွားတော့သူ့သားအရင်သေသွားအဲ့ဒီလိုသားအရင်သေသွားတော့ဘာပြောကောင်းမလဲပရိသတ်ကြီးအတော်လေးယောဂဝေဒနာခံစားလာရထမင်းလည်းမစားဘူးအဲ့လိုလည်းမပြောဘူးခုနေကသေတဲ့ခြင်းလို့တတ်နေတဲ့သူ့သားလို့ခေါ်ပြီးထားတဲ့တတ်လို့မသေးတဲ့ကလေးစကားမပြောရလားပရိသတ်ကြီးစကားမပြောဘူးဒီလိုစကားမပြောဘဲနဲ့နေပြီးတော့လာလိုက်တာနာမည်လေးကလည်းမှဲ့ထားတယ်ကျုပ်ကမဖော်ခြင်းပဲမဲ့ဖော်လိုက်ရမှာမဖော်ပဲဟောဖြစ်မလားလို့ဇက်เจ้าကပြန်နေတာကိုပြိဿနာမည်လေးကတော့ဂောသကာတဲ့ပြိဿနာမည်လေးကဘယ်သူတဲ့တုံးပြိဿကဲဂောသကကိုစကားပြောသေးရလားပြောဘူးမပြောပဲနေလာခဲ့ကလေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လူပြိုပေါက်လေးဖြစ်လာမဖြစ်ဘူးဒီကောင်တော့သိအောင်တတ်မှာဒင်းမသိသမျှငါမအေးဘူးဒင်းကနှက်ခမ်းနဲ့မွေးဖွားတဲ့ကောင်တထေးဖြစ်မဲ့ဆိုတဲ့ကလေးဟာသင်ငါပစ္စည်းတွေငါသေးသောအခါသင်ရပြီးတော့ငါသားရင်သိအောင်လုပ်ခဲ့တဲ့ကောင်သင်ကိုဖြင့်ငါတထေးမဖြစ်လို့ဘူးခိုင်းမြရောဟေးတာကောသကခမညာလာအောင်ကွက်ဒီကိုအဖေခိုင်းရရှိလို့ဟုတ်ကဲ့ခိုင်းပါပြီရော့တမစားရွာငယ်တစ်ခုမှလေဟိုတထေးတယောက်ရှိတယ်ကြားလားအဲ့ဒီတထေးအိမ်ကိုမင်းထမင်းဝင်စား
တထဲအိမ်ကိုထမင်းစားငါနဲ့လည်းရင်းနှီးတယ်မင်းအမှုလို့ယောက်ျားတယောက်ရဲ့အိမ်ကိုဒီစာတော့ပေးလိုက်သူရဲ့ကျွေးမွေထားတဲ့အပိုင်းတွေကပေါ့လေအဲ့ဒီအမှုလို့ယောက်ျားထံကိုဒီစာသွားပေးမင်းထမင်းစားတာကတော့အဲ့ဒီရွာငယ်ကတထဲအိမ်ဝင်စားငါပြောတာကြားလားဟုတ်ကဲ့ကောင်းပါပြီနေဦးငါထုတ်ပေးလိုက်ပစိုးအစွန်မှာစာရွက်ကလေးထုတ်ပေးလိုက်ဟိုမှာစကားထည့်ပြီးသားအမှုလို့ယောက်ျားထံမှာဒီကောင်ရဲ့စာကိုတွေ့လို့ရှိရဲ့ဖြင့်စာကပေအောင်တတ်ပြလိုက်လို့ရေးတဲ့စာပေးသားပေအောင်အတခိုင်းတဲ့စာမှန်လည်းမသိဘာမှလည်းမသိစာကလည်းတစ်လုံးမှမတတ်ငယ်ငယ်ကလေးကသူ့ပညာသင်မပေးဘူးသူ့သားအရင်သာပညာသင်ပေးစာကလုံးဝမတတ်အဲ့ဒီတော့ကအသုံးလုံးကမရှိတော့လေကြွကြကုန်တာပေါ့လေလူပြိုပေါက်ရောက်လာတော့လေစာမတတ်တတ်ကြလားပြိဿမတတ်တော့စာလေးပစိုးစုံချီးပြီးတော့ထွက်သွားလိုက်တာဘယ်သူမှမပြနဲ့ဒီစာကိုမှားလိုက်ပေမဲ့လို့ကျွန်းအမှုလို့တတ်မဲ့အိမ်သူကအရင်မသွားပြေဘူးတထေးအိမ်ဝင်ရောတထေးအိမ်ဝင်တော့တရားနာပြိတ္တကြီးဟိုကထမင်းကျွေးကောသံဘီတထေးကြီးရဲ့သားဆိုတာလဲသိရောဟာနာမိတ်ဆွေကြီးရဲ့သားပဲဟဲ့ကျော်မချီအောင်ဆေးပေးပြင်းခက်ဝဲဝဲစင်နေကလေးကျွေးတော့အဲ့ဒီရွာငယ်ကတထေးသမီးကလည်းကျွံမသူ့ရှိမလာတော့လှမ်းခေါ်လိုက်ဒီအပြင်းမဲ့ဘာလို့ကြာကြီးနေတာတော့မရှိဘာလို့မလာတာတော့အိုးမမကလည်းမလာဆိုကောတံပီပီကတထေးကြီးရဲ့သားရောက်နေလို့လာဆောင်မမရဲ့ကြည်စမ်းပါဦးလောကသူ့လောက်လှတာတွေ့ဘူးပါဘူးတိတ်လှတယ်မမရဲ့ဟမ်ဟေးလှတယ်လို့ပါဇက်ကရင်ပြောနော်ဘာလို့မမရဲ့ဘာပြောတာဘာပြောရမလဲတထေးသားနော်ဒီကငါအိမ်မှာအစေခံမနော်လှတယ်ဆိုတာပါဇက်ကရင်ပြောငါကြည့်ကိုမကြည့်ရသေးဘူးစိတ်ကများမဖောက်ပြန်လိုက်လေနဲ့အမလီမမရဲ့မမိတဲ့ပန်းတုံးခုလို့မလှမ်းရဲပါဘူးကြိုက်လာလိုက်ခေမမသဘောညာကြည်စမ်းအားရပါရဟိုကအိတ်နေတော့သွားကြည့်တယ်တထေးသမီးမျက်နှာလေးလည်းမြင်လိုက်ရောအေးလှလိုက်လေချင်းမျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ကလည်းပြည့်စုံလိုက်တာသို့တော်လည်းလေသူ့ကြည့်ရမလေးဆင်းရဲသားရဲ့သားသမီးကြလို့ပေးလိုက်တဲ့မုံဘိုးများမဆိုးတဲ့အထုံးကြီးလုတ်ပြီးထုံးလာထမရဲ့တထေးသမီးကတိတ်မသိအောင်မနိုးအောင်စာကလေးဖြည့်ကြည့်လိုက်တော့ဟုတ်တော့မလီဒုက္ခကိုတံပီတထေးကြီးရဲ့တာအရင်မဟုတ်ပါလားသူ့အသက်သေးအောင်တတ်ဖို့ရေးတဲ့စာသူ့အပေးခိုင်းစာလည်းတတ်မထင်ပါပလိပဲတတ်မလဲမွေးစားတဲ့သားတေးကြောင်ကြံလာတဲ့ကိစ္စမသေးတာတွေလည်းပဲစာထဲမှာထည့်ရေးလိုက်သူ့ရဲ့အမှုလို့ယောက်ျားထံဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာသူခမမသိရှာပါလားတန်တားလိုက်လေချင်းဘုံကန်းရှိတဲ့ယောက်ျားနဲ့တူပါရဲ့ဒီကိစ္စဒီစာငါပြန်ရေးမှတော့မထင်နဲ့စာပြန်ရေးပြေးလာကြီးစာကိုပြင်ရေးတာနော်ခုခေတ်လဲစာပြင်နေရှိကြရှိဦးလားပြေးသားကြီးစာကလည်းကိုရေးတဲ့စာမှကိုသိတာသူများရေးတဲ့စာမသိဘူးပြေးသားကြီးသူများရေးတဲ့စာသိပါမလားအိတ်ချင်းပြေးသားကြီးသူများရေးတဲ့စာသိရလားသိပါဘူးဗျလုပ်ပါအဲ့ဒီတိုင်းလည်းလုပ်ပါဖိုးသူတော့စာဖိုးသူတော့မှသိဘသူစာဘသူမှသိငါတော့ဖိုးသူတော်လားဖိုးသူတော်စာဖိုးသူတော်မှသိမှာပေါ့ကိုမဖိုးသူတော်မဟုတ်ပဲဘယ်သိလိမ့်
ပြင်ဦးလားရှေးတုန်းကဟိုဘုန်းကြီးเจ้าမှာဖိုးသူတော်နှစ်ယောက်ရှိဖိုးသူတော်တယောက်ကဘာလုပ်တုံးဆိုတော့ထမကြောက်တွေကိုရင်เจ้าသားတွေကပူတာတွေအဲ့ဒါတွေလှမ်းပြီးတော့ရောင်းစားတနေ့တနေ့ကြတော့တရားနာပရိသတ်ကြီးအဲ့ဒီဖိုးသူတော်ယောဂအသေးတန်ဖြစ်အဲ့ဒါဖိုးသူတော်ဘာဖြစ်တော့ယောဂအသေးတန်ဖြစ်ယောဂအသေးတန်ဖြစ်တော့ကြံတဲ့ဖိုးသူတော်တယောက်ကိုသွားသူ့ရှင်မျိုးတွေသွားခေါ်ကြည့်ဒီကောင်သေးတော့မှာအခေါ်ခိုင်းရင်တရားနာပြည်သားအဲ့ဒီယောဂဖြစ်တဲ့ဖိုးသူတော်ကသေရောသေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွက်တွေ့စာရွက်ထဲဘုန်းကြီးဖတ်ကြည့်လိုက်တော့ထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတတိယဒါလေးတွေ့ဘုန်းကြီးစာကြံညထသောထသောပါဠိမဟုတ်အနက်မဟုတ်နဲ့ကိုယ်ရောကားရတယ်ထသောရဲ့ရှေ့ကိုအဓိပ္ပာယ်ဘာမှထွက်မရထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတရိယထသောဘုန်းကြီးတွေကောင်းချင်းဆိုင်ပြန်လာပြီဟိုသူတော်ကရှင်များတို့ဘာတော့ဗျာမင်းတို့ချင်းတို့သိချင်းသိမှာပါကွာဒီမှာစာရေးထားခဲ့ဘာတွေမှလည်းမသိဘူးပြေးတော့မှာဗျာထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတရိယဒါသေရန်စာပဲဗျာအေးမင်းတို့ချင်းတော့ဟုတ်မှာပဲသေရန်စာကလည်းပြောအောင်ကွာဒီလိုဖះတဲ့ရေးထားပုံကထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတရိယထကတော့ထပဲဖတ်ပါဗျာတဲ့ထရှင်သူအေးကောင်းပြီတော့ကိုခြံပစ်ခဲ့ဗျာသူ့ကြော်ပြီးတော့ရာဇာသွားလိုက်ဒါတိဟဂရိကနီးဗျာအမေနေဟာအမေဘုန်းကြီးတွေကခုံကြော်ပြီးတော့ရာဇာသွားလိုက်ဗျာတဲ့ရာဇာဆိုတာမင်းဗျာခုနကထနဲ့မင်းနဲ့ပေါင်းတော့ထမင်းဗျာအဟုတ်ဟေးစောစောကခြံပစ်ခဲ့တဲ့ဟာကိုပြန်ပြီးကောက်လိုက်တော့ဖရတယ်အဲ့ဒါ9ချောင်းနဲ့တွက်တော့6ဖရထားနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်း6ဖရတဲ့ဟိုမနေဟာနောက်သုံဒတ္တက9ချောင်းနဲ့ဒါငွေ30ပါဖရတဲ့ရှင်များတို့ခုနကပြတယ်10တန်တွေ့အဲ့ဒီငွေ30ဖရထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရတဲ့အဟုတ်ဟာထားတော့ရစားသုံဒတ္တထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရမုနိဖျားတဲ့မုနိကသူ့နှမမိနုဖျားမေဟုတ်ပါနောက်အဲ့ဒီမုနိရဲ့နောက်ကတပည့်တော်သုဒ္ဓါဖျားတဲ့သုဒ္ဓါကသူ့နှမမိနုရဲ့ယောက်ျားသာထုတ်ဖျားတဲ့ချိုးဟာတတိယကပေးလိုက်ပါတဲ့ဖျားတပည့်တော်ဒီစာကိုသေတန်းစာကိုတကယ်တမ်းတိတိကျကျအဓိပ္ပာယ်နဲ့ပြည့်စုံအောင်ပြောရရင်ထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတရေရသည်အနက်မြတ်မှာပြန်ဆိုလိုက်တော့ထမင်းကြောင့်လှမ်းရတော့ငွေ30ကိုသူ့နှမမင်းတို့ရဲ့ယောက်ျားသာထုတ်လက်သို့အပ်လိုက်ကြပါတယ်ဖေဟာအစင်းကိုပြေသွားတာဒါကြောင့်သူဟာနဲ့သူကြတဲ့တတ်ပါတယ်ဆိုမှငါကြောင့်တရားနာပရိသတ်ရေတချို့ကြတော့လေကိုရေးတဲ့စာကိုသိတဲ့ဖိုးသူတော်တွေဗမာကြတော့လေကိုရေးတဲ့စာကိုမသိတာဟာစာမတတ်လို့ပဲဖြစ်ပြီပေါ့ပြည်သားကြီးကိုဘုန်းကြီးတွေလည်းစာတတ်သားဖိုးသူတော်နဲ့ဘုန်းကြီးဆိုတော့တခြားစီမသိပဲဖြစ်ကုန်တာပေါ့မှန်လားပြည်သားကြီးတိုင်းကြည့်ခုဒီစာကိုပြင်ရေးဘယ်လိုပြင်ရေးတော့ဆိုတော့ယခုလာသောဂောသကသည်ကောသံဘီတိကငါသထေကြီးရဲ့သားဖြစ်သည်ငါဤသားအားအသေးဤသမီးနဲ့ထိမ်းမြလက်ထပ်လိုက်ပါထိမ်းမြလက်ထပ်ပြီးသောအခါမှငါဤထံသို့အကြောင်းကြားပါလောဒီသာလက်ထပ်သည့်အထီကိုရေးတာနော်အောင်သွဲကိုသူများခိုင်းမနေဘူးကိုယ်တိုင်တရားနာပြိတ္တအဲ့ဒီတထေသမီးလေးကဒီစာရေးပြီးပစိုးစုံထုတ်ထားတော့မူလို့ရှိရောက်နောက်သူ့အဖေတထေကြီးထံရောက်လို့ဒီစာအားလုံးကိုပြီးတဲ့အခါကျတော့ဟောတရားနာပြိတ္တဂောသကအားအဲ့ဒီရွာငယ်ကတထေသမီးလေးနဲ့ပေးစားလိုက်ပါပြီဗျာပေးစားပြီဗလားပြိတ္တအဲ့ဒီလိုကုံမဂောအဲ့ဒီဂောသကသေဗလားဆိုတဲ့ကိစ္စရှောက်ပြီးတော့စုံစမ်းလိုက်
ဒီလိုစုံစမ်းရင်နဲ့မသေးတဲ့ပြင်းတစ်ထေသမီးနဲ့ရနေတယ်ဆိုတာသူသိရောဒုက္ခပါပဲငါသိအောင်တတ်တာဘယ်လူနည်းနဲ့မှမသိဘူးဘယ်နဲ့ကြောင့်မသေးပါလိမ့်မတော့ငါလည်းသားအရင်သေးတဲ့ကိစ္စကြောင့်ယောဂါကလည်းပြင်းပြင်းထန်ထန်ငါမှဝင်စားလာပြီယောဂါမသေးဘူးပြိဿသွေးကိုအန်လာသွေးအန်တဲ့ယောဂါကြီးဖြစ်လာလှမ်းမှလိုက်သားရဲ့အဖေနေမကောင်းဘူးကွမင်းပြန်လာပါအောင်လို့လှမ်းခေါ်တာကလည်းတရားနာပြိဿသူ့ပစ္စည်းတွေမပေးရအောင်ယခုတည်းထိသေစေခြင်းနဲ့ဆန္ဒကရှိသေးတယ်ဒီလိုနဲ့တရားနာပြိဿရေလှမ်းပြီးခေါ်လိုက်တော့စာရတထေသမီးလေးကဖြစ်ဘူးတဲ့ဒီကိစ္စသူ့ဖေရှိသွားတော့မှာသူ့ဖေရှိသွားရင်ဖြင့်သေအောင်တအောင်မှာပဲမဖြစ်ဘူးဒီကိစ္စသူ့ကြီးလွတ်လို့မောင်ရေကောသကပြုတ်ပေါင်းကြီးကောတံပီပီတထေကြီးထံမသွားပါနဲ့မဖြစ်ပါဘူးနှမရဲ့နေမကောင်းတဲ့ကိစ္စဖခင်ထံကသွားမှဖြစ်မှာပေါ့ဖခင်နေမကောင်းဘူးလို့ပြောတယ်အော်ခက်တော်တာပဲကိုယ်သိအောင်ရေးပေးလိုက်တဲ့စာနဲ့သူဘူးတတိမသိသေးဘူးကောသမီးတထေကြီးရဲ့သားအရင်လိုပဲသူ့စိတ်ထဲထင်းပြီးတော့တထေကြီးကလည်းသူ့အဖေလို့ထင်နေတယ်မောင်ရဲ့မပြောင်းဖြစ်လို့ဒီကိစ္စပြောရတော့မှာပေါ့မောင်ဟောတယ်လို့သိအောင်လေပစိုးစုံမှာစာရွက်ချီပြီးတော့လွှတ်လိုက်တာအဲ့ဒီစာကိုလေဟောဒီနှမနဲ့ရေစဲဆုံအောင်လို့ကျုပ်ကပြင်ရေးတဲ့စာကြောင့်အဖေကလေတော့ကိုကျုပ်နဲ့ပေးစားတာရော့ဒီမှာကြည်စားငါစာရွက်ပြတော့ငါဘာသိတော့မဟုတ်ဖ ೇನೆ ကျုပ်ဖတ်ပြမယ်ဆိုပြီးတော့စာဖတ်ပြလိုက်လက်စတတ်တော့ငါသေအောင်တတ်တဲ့အချိန်ပေါင်းမနှဲပါလားတို့တော့လေကွယ်မသွားလို့မဖြစ်ဘူးထင်တယ်သူ့သားအရင်တော့သေခဲ့ပြီသူ့သားရင်ဖြစ်တဲ့ငါညီလေးလည်းသေခဲ့ပြီဒီကိစ္စငါမသွားလို့မဖြစ်ဘူးကဲမောင်သွားလို့ရှိရင်လည်းနှမလဲလိုက်ပါသွားတယ်မိမလိုက်ပါအသက်သခင်ကျေးဇူးရှင်မကြီးဆိုတော့ငါအသက်ကယ်တာငါအသက်ကယ်တဲ့အသက်သခင်မှာမလိုက်လို့လည်းမဖြစ်ဘူးကိုင်လာလိုက်ခဲ့သွားကြရောသွားတော့တရားနာပရိသတ်ရေတထေကြီးအပါရောက်တထေကြီးလည်းယောဂအတော်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်သေလူဆဲဖြစ်တော့ဟောခေါ်တကရဲ့မယားဖြစ်တဲ့တထေသမီးလေးကအကြံဉာဏ်ပေးဒီကိစ္စမဖြစ်ဘူးတော်ကြတော့စာချုပ်စာရင်းတို့ရဖို့မလွယ်ဘူးတေတာကတော့သေမှာရောက်သွားတယ်ဆိုရင်လည်းအသက်မမီဘူးအသက်မမီတော့အလောင်းနာကပ်ပြီးတော့တရားနာပိဋကကြေးကျွန်တွေနဲ့တကွကောတံပီပီတထေရဲ့သားဆိုတာသိတော့ကြေးကျွန်တွေပတ်ဆံပေးရင်းနှီးတဲ့လူတွေအနာနာကြားတဲ့လူတွေပတ်ဆံပေးဂောဒကတထေကြီးကနေဒီပစ္စည်းတွေအပ်သွားတဲ့အကြောင်းမိမကပရိယတ်နဲ့လောက်တော့မှဟောဂောဒကဒီကုံခုနှစ်ကကောတံပီပီကတထေကြီးပြည့်စည်သောခါတထေကြီးအရာမှာဆက်ထားလို့ဂောဒကတထေကြီးလို့တွင်လာခဲ့ဂောဒကတထေကြီးလို့အမည်တွင်လာသောခါဒီဂောဒကတထေသည်ဘာကြောင့်သူသည်ကျိန်ဖန်များစွာအသက်ခံရတယ်လေဒါကလာလေဦးမဇက်ကြောင်းများတတ်ခဲ့တာတော့သေရလားပြိဿအမိုက်ပုံစွန့်ထားတော့သေရလားလက်တစ်ချောင်းချိုးနှချမ်းပြစ်ထားတော့သေရလားဘယ်နှချောင်းတော့တုတ်တန်ပြစ်ထားတော့သေရလားလင်း900သွားတဲ့လမ်းထားတော့သေရလား6ကဘာချတော့သေရလားအိုးသိန်းဒီရဲ့ထံမှာအသက်ခိုင်းတော့သေရလားတောရွာသို့လွတ်တော့သေရလားဘယ်နှကြိမ်သတ်မလီ9ကြိမ်တောင်သတ်တော်မသေးဒီဘက်ကပစ္စုပန်တစ်ပိုင်းကပြီးသွားပြီ
အတိတ်ကိုဆက်ရအောင်သူ့ကိုဘာကြောင့်ဒီလောက်ထိအောင်ကြိတ်ကြိတ်နဲ့နဲ့တတ်တယ်လေဒါလိုတယ်ပြိဿမလိုဘူးလားပြိဿကြီးဟောကျွတ်တို့နောက်ဘဝသုံးလောကထိုထားသဖြင့်မြတ်စွာဘုရားပွင့်တော်မမူခင်ဇဗူရီပါကျွန်းရဲ့မြောက်မျက်နှာအရမှာမန္လတိုင်းအနာယောဂါတွေနှိမ့်ဆက်လို့အိတ်တိတ်မှသေလိုက်တကြိတ်ဆိုတာ10ယောက်ရှိတဲ့အိမ်နှစ်ကြိတ်လူ20ရှိတဲ့အိမ်အဲ့ဒီလိုတရားနာပရိသတ်ရေလူတွေသေးကုန်တော့နောက်လင်မယား2ယောက်မဖြစ်ဘူးပြေးတဲ့လူတွေလည်းတချို့လွတ်ကုန်ပြီငါတို့လွတ်အောင်ပြေးကြစို့ကလေးလေးချီပြီးတော့ထွက်ပြေးကြထွက်ပြေးတော့အစာကလည်းမစားရထမင်းကလည်းစားပြီအဲ့ဒါလိုအစာမစားရသဖြင့်ကလေးလေးချီပြီးတော့ပြေးတဲ့အခိုက်ယောက်ျားကကြံတယ်ခက်တယ်ဒီကလေးဒီတိုင်းချီပွေပြီးပြေးနေလို့ကတော့တို့ရဲ့ဝန်းစာတောင်အခုအခက်ဖြစ်ပြီးတော့ဟာရပြတ်တော့မယ်မဖြစ်ဘူးဒီကလေးပြစ်ထားခဲ့တာကောင်းပြစ်ထားခဲ့တာကောင်းတယ်ဆိုပြီးယောက်ျားလှုပ်တဲ့လူကကလေးကိုတလှဲ့စီချီရာကသူ့လက်ထဲရောက်တော့နောက်ချမ်းနေရခဲ့ဒီလိုနောက်ချမ်းပြီးနေရခဲ့ရမှရေရှာတယ်လို့နဲ့ခြုံနဲ့ပြစ်ထားခဲ့ပြန်လာပြီဟိုကဟောမောင်ကလေးရောကလေးခြုံနဲ့ပြစ်ထားခဲ့အိုးဘယ်နဲ့ကြောင့်ပြစ်ထားခဲ့တာတော့ပြန်ယူမယ်ကျုပ်ကလေးပြန်ပြီးတော့ခေါ်ခဲ့မယ်နှမရဲ့မခေါ်ပါနဲ့ဒီကလေးခေါ်လာလို့တို့ဘာကျိုးရှိမှလဲသူ့အတွက်ပိုးပြီးတော့ဒုက္ခများတို့တော့မစားရတာဘယ်နည်းရှိလဲငါတို့တောင်းဒုက္ခတွေများကုန်ပြီမဖြစ်ဘူးမခေါ်နဲ့မဟုတ်ဘူးကျုပ်သားလေးကိုကျုပ်ခေါ်မယ်ပဲနဲ့ကြောင့်တော်ဒီလိုကြံရတာတော့ကတော့ဝန်းနဲ့လွယ်မွေးတာမဟုတ်လို့ကျုပ်လေကိုလာလွယ်ပြီးတော့ဆယ်လာဖွာခဲ့တဲ့သားကျုံမထားခဲ့နိုင်ဘူးတအားပြေးယူပြီးပါလာပြန်ရောပါလာတော့နောက်တစ်ဖန်သူ့လက်ထဲရောက်တဲ့အလှဲ့ဒီလိုကလေးပြစ်ထားခဲ့ပြန်ရောပြစ်ပါများလာတော့အမေလို့သူကတော်ဒီလိုကြံရလေချင်းဒီလိုပြုတ်ရလေချင်းတာရဲ့လူအလေးရမေဝမေမထားခဲ့နိုင်ဘူးဘယ်လိုနည်းနဲ့မှအမေမပြစ်ခင်နိုင်ဘူးရဲ့လို့အမေခမကဒီနေရာပွဲတဲ့ဆိုလွန်ကန်းလေးနဲ့ပေါ့ပြိဿလွန်ကန်းလေးနဲ့ပေါ့တမောင်ရွှေသွေးအမေပြေမရနိုင်နဲ့တရနဲ့တူနဲ့တဲ့နဲ့အမဒီတိုင်းသွားမှာကိုဗျပွဲတဲ့ဆိုရင်ပြောပါတယ်တမောင်ရွှေသွေးအမေပြေမရနိုင်နဲ့အော်မေဖခင်မဲရက်စက်နိုင်အော်လူလီနော်ဒဲကြီးတွေကနောက်ကြတယ်မိရတောက်နေပြီဒဲကနောက်ကြအော်မေဖခင်ရက်စက်နိုင်အော်ဒဲသွားဆောင်မအဲ့ဒီလိုအော်ရမှန်တော့ဒဲပြောနဲ့မရဘူးဒဲမဘူးပေါ့တဲဖြစ်ကဲဒီမတရားနာပြည်သားနည်းနည်းလေးကျဲလေးអော်ပြီးဒဲလိုက်စမ်းအော်မင်းဖခင်မဲရက်စဲနိုင်အော်ဒဲသွားဟာအဲ့ဒီတိုင်းဟုတ်ပါဒဲလေးကိုနဲပါတန်းနေလွယ်ထားခံစားရတဲ့ဒုက္ခမမြင်တဲ့လူကလေးမင်းကို9လ10လအမေတန်းနေလွယ်ရတယ်လေပြီးတော့ဖွာရတယ်လေအဲ့ဒါတွေဒုက္ခလို့မထင်ဘူးတာရဲ့ဒုက္ခလို့အမေမထင်ဘူးငါသားသိမယ်ဆိုလို့ရှိရင်အမေရင်ကွဲပါပဲမင်းအဖေမတနာလို့ထပစ်ခဲ့ပေမဲ့အမေပြည့်ရနိုင်မှုရဲ့လို့တန်းနေလွယ်ထားခံစားရတဲ့ဒုက္ခမမြင်နဲ့မိခင်တိုင်းရဲ့ရင်မကွယ်ပေါက်ဖွာခဲ့တဲ့မေတ္တာအင်းမပြေရမအော်နဲ့မပြေပြေတော့ဘာတဲ့တို့
အားမရသေးဘူးတခါထပ်ကြော့လိုက်ဦးခမရတို့အတန်အားမရလို့တမ်းမောင်ရွှေသွဲအမေပြေးပြေးမရနိုင်နဲ့သူကဟိုအတော်ပါမှာစီးပြေးတယ်နော်အော်မင်းဖခင်မဲရက်စက်နိုင်အော်အဲ့ဒီတိုင်းမှာဟုတ်တာဟာဂျန်ဒီကန်တရားနာလို့မင်းသားမင်းသမီးမဖြစ်လဲကံမဲသာအောင်မေးတယ်ကြာရှိတာပဲတန်နေလွယ်ထောင်းဟာခံစားမရတဲ့ဒုက္ခမမြင်နဲ့ခံစားရတဲ့ဒုက္ခတွေမြင်ရလားပြိတ္တာမြင်ပါဗျာတန်နေလွယ်ထောင်းဟာခံစားရတဲ့ဒုက္ခမမြင်နဲ့မိခင်တိုင်းရဲ့ရင်မှာကွယ်ပေါက်ဖွားခဲ့တဲ့မေတ္တာအင်းအားဟာဟိုလေဟာကြိုက်တာနော်အဖျားသတ်တွေပါနေနဲ့တလုံးနဲ့ဆိုရတဲ့နောက်ကလူတွေဖတ်တန်ငန်းကြီးနေပါဘူး။ကဲတရားနာပြေးတာအဲ့ဒီလိုသားလေးကိုအမေမေတ္တာအင်းအားဘယ်လိုနည်းနဲ့မှမပြေနိုင်ဘူး။ငါသားကိုကိုးလားလွယ်ဆဲလာဖွာကြရတဲ့ဒုက္ခတွေဒုက္ခလို့မထင်ဘူး။သားရဲ့လိုက်ခဲဝေတော့လို့ကလေးခေါ်သွားလိုက်တာ။ဒီလိုနဲ့တရားနာပြေးတာရေနွားမွေးမြူတဲ့အရာရောက်သွားရော။နွားမွေးတဲ့ရွာပေါ့။အဲ့ဒီရွာရောက်သွားတော့တရားနာပိဋက အစာအာဟာရကလည်းပြတ်လာတကူအစာအာဟာရပြတ်လာတော့တရားနာပိဋကရေနွားနှုတ်ဟိုရေမရောတဲ့နွားနှုတ်နှုတ်ကနာထမင်းတွေပေါ့အဖ3ယောက်ကလေးကဥမမဲစားမမြောက်ဒီထဲတရားနာပိဋကဟိုမိမလှုပ်တဲ့လူကတော့ချင်းချိန်စားယောက်ျားလှုပ်တဲ့လူကချင်းချိန်မစားဘူးအော်ချင်းချိန်မစားတော့တရားနာပိဋကတအားပြစ်ခတ်စားရတာစားဖို့နဲ့ကြဘိုးနဲ့နဲ့လို့တချို့ခေါ်တယ်စားရဲဆိုရင်စားဖို့နဲ့မျက်ဖြူစားရဟုတ်တော့မလီဟင်တော်ဘယ်လိုလဲတာတော့ကြောက်ပြပါဦးတော်ဝါသေးတော့မှာမျက်ဖြူစားနေပြီရတော်ဘယ်လိုဖြစ်တာလို့ကြုတ်ပြောပါဦးဟုတ်တယ်နော်အချုံမိမတွေငိုလဲငိုတတ်တယ်နော်ကြည်တရားနာပြေးတာတော်ဘယ်လိုဖြစ်တာလို့ကြုတ်ပြောပါဦးဆိုတော့မရဘူးဟင်ဟိုလေကိုစိုးနေပါဖြစ်လားတော်သားလေးကိုတော်သေးအောင်တတ်ခဲ့တာအခုတော့တော်သားလေးမသေးပဲလေတော်ကသေးပါမို့လားအမောင်ကြီးရတော်ဘသူကတတ်လို့တော့အာမလေးဘသူမှမတတ်ဖဲလေကိုဖာကိုသေးရလေချင်းတတ်တာမသေးခဲ့ဘူးပြစ္ဆုတ်ပံကြုတ်ဟောခဲ့ဘူးအခုအတိတ်မှာသူ့ဘသူကတတ်တော့သေတော့သေတယ်ဘသူမှမတတ်ဘူးဒါကြောင့်ဟိုတတ်တော်မသေးသေတော်မတတ်ဆိုတာလေကျမ်းဂန်နဲ့မပါဘူးကျုပ်ပါကျုပ်ရှောက်ရှားရှည်ပြီးမှဲ့ထားကျမ်းဖန်ပြီးတော့ဒါပတိမှဲ့တဲ့နာမည်နဲ့တော့လိုက်အောင်ဟောမှန်လားပြိဿကြီးပညာတရားဟောတဲ့မြို့တော်သေးအောင်ကရိုးပြတော်မှတောက်ခေါက်သားနဲ့ကျုပ်ကစစ်မြေပြင်မှာဆင်ဟောသားဟောမှာကွာဇာယုံနဲ့ကျုပ်နဲ့ကန့်ရဲ့မြို့တော်သေးအောင်ကမိခင်ရွှေလက်တေးပခက်ကျုပ်ကမင်းမင်းနှင်ထုတ်တေးတဲ့ပုတ်ကိုဟောမယ်ဒီလိုလို့ဟောခဲ့ရရုပ်ရှင်တွေကဖယားမှာတစ်ခါဆုံတဲ့ဇာတ်ကားရိုက်တယ်ကျုပ်ကနှစ်ခါဆုံတဲ့ဇာတ်ကားအဲ့ဒီနှစ်ခါဆုံတဲ့တရားဟောရုပ်ရှင်တွေကသချင်းဆို၍ငိုရသည်ကျုပ်ကတရားဟော၍ငိုရသည်ကျမ်းဖန်ဟောရဒါပလီပေးတဲ့နာမည်နဲ့တော့ကြိုက်အောင်ဟောကြိုက်တရားနာပြေးတာဟိုမှာဘယ်သူမှမတတ်ဖဲနဲ့သေပလားပြေးတာသေပလိသူ့ကိုတတ်ရလားသူများမတတ်ဘူးငိုပြီးမလီကိုကျိုးနဲ့ဘာဖြစ်လားတော်လေတော်သားလေးကိုပြစ်ပြီးတော့ထားခြင်းလို့ခဏခဏပြစ်ထားတော်သားမသေးပဲလေအခုတော်သေးပြီဟမလေးကျွတ်တော်သားမင်းယောက်ကိုထားရခက်လေချင်းငိုမလို့တတိပေးရသေးတာလေအသွားတော့ကျမမရွှေအာဟာရလျှော့လိုက်မယ်သွားတော့မောင်ရေတော်ဆိုနှဲကြည့်လိုက်မှကောင်း
好大就着话的吵嘎嘎，大马路水面有马人，大马路水面有马人，开门铃能害嘛？开门铃，写几波面鼓包鼓吹着，哦，这路人们吹进来，一脚嘛吹，啊，咱不要的，路人咱嘛俺把毛。နော်ကဲငိုတယ်လို့သာအောင်းမိပါငိုတာလျှောက်ပြောမပြီးဘူးတချို့မိန်းမတွေကကြမ်းကြမ်းဖမ်းဖမ်းငိုတယ်လင်းသေးပလားဆို3ရက်လောက်နေတော့ဟိုကအသားလေးရောက်ဝါပြီးတော့ရောင်းလာဒါပါပြောတော့သေးပြီးမှဝါပြီးလာနေတယ်ဟိုဖြင့်ရောင်းနေသွေးမရှိလို့အသားဝါတာလှပြန်တယ်တချို့မိန်းမတွေကြတော့လဲလင်းသေးတာအနာကမငိုအဝေးကဤထဲဖွဲ့နဲ့သူများကြားကောင်းအောင်ပြောသည်တဏှာမကတာကြုံမရှိလို့မဟုတ်ပါဘူးကြောက်လို့ပါတော့ကြောက်လို့ပါတော့အဲ့ဒီမိန်းမတွေတော့ကြုံအံ့ရောပေါ့ပရိသတ်မသေးခင်တုန်းကလှုပ်ရွာနဲ့လုံနိုင်ကြိုင်နိုင်တဲ့အချိန်တုန်းကမကြောက်ဖဲနဲ့ကြိုင်ဘာမှမလုံနိုင်မှသူကြောက်နေဘယ်လူမိမတွေမသိဘူးဇာနီကန်ဒီပြောပါတယ်ရန်ကုန်တို့တာကေတတို့မဟုတ်ပါဘူးဟဲ့ဒါကြောင့်တရားတကာကြီးမောင်အောင်တို့တရားအမဖြစ်တဲ့ဗါတဲ့ကွယ်မခင်ဆွေမြင့်တို့ဒီကနေ့1338ခုတပေါင်းလာဇန်9ရက်နေ့ညဟောဒီတာကေတမှာရက်ွယ်တူနေမိတ်ဆွေသင်္ဟာပါတီကောင်စီအစရှိသဖြင့်အဖွဲ့ပေါင်းစုံလူမျိုးပေါင်းစုံဆိုပါစို့လေယောက်ျားမိန်းမကလေးလူကြီးအဲ့ဒီကဲ့သို့စုပေါင်းပြီးကျင့်ပတဲ့တရားပွဲကြီးသည်ဘုန်းကြီးအခုအထူးသဖြင့်ပြောလိုတာကတတ်တော်မတိတေတော်မတတ်သူဖြစ်ရဆိုတဲ့ဇလန်းသည်ဂောတကတထေးကြီးသည်ခုနှစ်ကြိမ်တိုင်အသက်ခံခဲ့ရခြင်းသည်အဲ့ဒီကဲ့သို့ကလေးကိုလွှင့်ပစ်ခဲ့တယ်နေဦးနော်ရေလျောင်နားထောင်သွားအိမ်ကပြန်ပြောတာဖဲနေဦးအဲ့ဒီလိုတရားနာပြတ်တတ်ကြီးပြတ်တတ်ကြီးတောင်ဖြစ်ကုန်ပါမဟုတ်ဘူးတချို့ကဇလန်းသိမ့်လူပြီဆိုရင်လှုပ်နဲ့ပြန်နေတာကဘယ်လိုဟာတွေမှမသိဘူးနေလက်စကြီးနဲ့တော်ကြစကားမပြည့်စုံမှဆိုလို့ခဏလေးတော့နေကြအောင်ဗျနည်းနည်းလေးလိုနေသေးတယ်ကြုတ်ပြောမယ်နော်အဲ့ဒီလိုတရားနာပိဋကကြီးယောက်ျားလုပ်တဲ့လူသေပြီးတော့လေမိန်းမဆွဲလန်းသားဆွဲလန်းပြီးတော့ဟောအဲ့ဒီရွာမှာပဲခွေးသွားဖြစ်တဲ့ပြုပါသွားပြီတုံပိဋကခွေးဖြစ်ပြီးတော့လေသူဖြစ်တဲ့အိမ်ကသခင်ကလည်းအဲ့ဒီခွေးကိုတရားနာပိဋကအင်မတန်မှချစ်တယ်ခွေးကလည်းခွေးချင်းမတူအလွန်လှဘလောက်လှတရားနာပိဋကပြုံးတိုင်းကြိုက်မယ်ထင်ပါရဲ့နော်ကြည်တော့ကောင်းမှာမဟုတ်ဘူးပေါ့ခွေးကအမွှေးလေးတွေအမလေးဒီပြခွေးနဲ့မတူဝဖြိုးလေးလှတော့သခင်ကလည်းခွေးကြနာကျွေးထားခွေးကလူစကားလေးတွေနားလေလူရဲ့အရေးအယောင်လူရဲ့ပြောတာတွေအကုန်လုံးသဘောပေါက်ဒီလိုနဲ့အဲ့ဒီအရှင်သခင်ကပြစ္ဆေကဗုဒ္ဓကြွပြီးတော့လာတဲ့အချိန်ခါမှာပြစ္ဆေကဗုဒ္ဓကိုဆွမ်းစားပင့်ရင်းနဲ့ရှင်မြတ်ဗျာတဲ့ဟောဒီတပည့်တော်နဲ့လိုက်လာတဲ့ခွေးသည်လူဘာသာစကားနားလဲပါဗျာနောက်တပည့်တော်မှအာလာလို့အရှင်ဘုရားထံကိုဟောဒီခွေရောက်လာတဲ့အချိန်ခါမှာအရှင်ဘုရားတဲ့တပည့်တော်ဆွမ်းစားပင့်သောအမှဖြင့်ဒီခွေးနောက်ကလိုက်ခဲ့ပါဗျာပြစ္ဆေကဗုဒ္ဓထံကိုသူကခွေးကိုအဲ့ဒီလိုလျှောက်ထားနောက်နေကြတော့ခွေးကိုလွတ်ခွေးကလည်းမှတ်ထားတယ်တရားနာပိဋကဟိုသားကောင်တွေပေါ်တဲ့နေရာဌာနတွေကြတော့အရှင်သခင်ပြထားတဲ့သင်္ကေတသိပြစ္ဆေကဗုဒ္ဓသွားပင့်ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကလည်းသူမအားလိုက်ရင်ဒီခွေးလာလို့ရှိရင်အရှင်ဘုရားကိုတပည့်တော်အပင်ခိုင်းလိုက်တာပဲဘုရားဆိုတော့ပြစ္ဆေကဗုဒ္ဓကြွလိုက်လာတော့ပြစ္ဆေကဗုဒ္ဓကနောက်ကခွေးကရှေ့ကဒီထဲတရားနာပိဋကပြစ္ဆေကဗုဒ္ဓကမသွားတတ်တော့လမ်းချောထွက်သွားခွေးကမဟုတ်ဘူးသင်္ကန်းစာလေးဆွဲပြီးတော့လမ်းမှန်ခေါ်ဖို့လမ်းမသိခွေးနောက်လိုက်ဆိုအဲ့ဒီတုန်းကစတာပေါ့အဲ့ဒါလမ်းမသိခွေးနောက်လိုက်ဆိုတော့ကြားဘူးတယ်မဟုတ်လားအဲ့ဒါ
အဲ့ဒီနောက်ကနေပြီးတော့ပြစ္ဆေကဗုဒ္ဓကလိုက်ပြီးတော့ဘေးဘယာပေါ်မဲ့နေရာကြတော့ကြာရီတစ်တိအစရှိသည်မစော်ကားနိုင်သူကဟောင်းဦးပြီးတော့ပြစ္ဆေကဗုဒ္ဓပင့်သွားခဲ့တယ်အတန်ကလေးပေးပြီးတော့အဲ့ဒီကဲတော့ပြစ္ဆေကဗုဒ္ဓကိုလမ်းပြယုံနေမှာကသားရဲ့တရိษံတွေမကတ်ရအောင်မနှိမ့်ဆက်ရအောင်အတန်ပေးပြီးဟောင်းခဲ့တဲ့ကုသိုလ်ကြောင့်နတ်ပြည်မှာသွားဖြစ်သည်ခွေးဘဝကသေတော့တာဝရိန္ဒနတ်သားသွားဖြစ်တော့လေတရားနာပိသအဲ့ဒီခွေးဘဝကကုသိုလ်ကြောင့်အမလီဂောသကနတ်သားတဲ့ဗျို့သူ့အတန်ကနတ်ပြည်တစ်ပြည်လုံးကြားရအဲ့ဒီနတ်ပြည်မှာစုတည်သောခါကျွတ်တို့ဖျားလက်ထက်ကောတံပြီးတိတန်းစာမရဲ့ဝမ်းမှာတန်ဒီလာခတဲ့ဂောသကသည်ခုနှစ်ကပြောခဲ့တဲ့ဇလံပြစ္ဆုတ်ပန်တော့နားလည်ပြီးသားမှုတထေးကြီးဖြစ်ရပါတယ်လို့သဘောပေါက်ပလားပြိဿတထေးဖြစ်ရမယ်ဘုရားခုနှစ်ကြိမ်အသက်ခံရတာဘာကြောင့်ပါလဲတော့ဘာဘယ်လိုပြောရပါတယ်စောရှိပါသေးတိုင်းမမအောင်သူကလေးကိုသေအောင်ပြစ်ထားခဲ့တဲ့ကံဒါကြောင့်တရားနာပိဋကဒီနေ့ဇလန်းဟာဒီနေရာဏီကုန်းခဘအပိသပြီးမှုတရားတကားကြီးမောင်းအောင်နဲ့တရားအမခင်ဆွေမြင့်တို့မိတို့တရားဝဲသည်ဒီကနေ့အစပထမဏီကုန်းခဘအပိသပြီးမှုပိဋကကြီးကလည်းဒီလောက်နဲ့ကျေနပ်ကြနိုင်ပြန်တစ်ချက်ထိုးပါပြီနဲ့ဖြင့်ကစောစောလေးစတာပေါ့ဗျာအဲဆိုကြတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရလေးနဲ့ကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုရနေညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေကြံသေးရလားဘု து ချန်ထားသေးတယ်မတက်တဲ့လူတွေရောမိအေးလို့လားမလုံးနဲ့မိအေးမြစ်တာပို့တဲ့30ပုံချမ်းသာကြပါစေမောင်တုတ်ကြီးအလောမောင်တို့ကြီးကသူနဲ့မတည့်ဘူးမိအေးလို့မတည့်တာချမ်းမဆိုးလို့ gain မကြမ်းမဘူးမေတ္တာပို့လို့အိမ်ပြန်ပို့ကြစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရိုင်းနဲ့ဖုံမုံစိတ်တွေပြစ်ပြသည်သောမိတို့အင်္ဂါဌာနသို့နိဝတန်တုသီခံရတာပြန်ကြပေတော့နိဝတန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်တာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း